ဘောပါများလို့မင်္ဂလာပါကလော့ကနာကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်လီဗာပူးနဲ့ပတ်သက်တဲ့အပြောင်းရွှေ့တွေပြီးတော့ကျွန်တော်တို့ pre-season တွေအကြောင်းတော့ဒီဗီဒီယိုလေးမှာနည်းငယ်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ရင် like and subscribe လုပ်ပြီးကျွန်တော်ကိုကူညီပေးသွားလို့ရပါတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီနေ့ပြောပြမယ့်သတင်းရတော့ကျွန်တော်တို့PSG အသင်းကိုကျွန်တော်ပြောင်းရွှေ့ဖို့ကျွန်တော်တော်တော်လေးမှအခြေအနေကောင်းသွားတဲ့ဒီယိုမန်ဒီနဲ့ပတ်သက်တဲ့သတင်းပါဒီဘောက်တဲ့ကျွန်တော်ကစားသမားဟောင်းဖြစ်တဲ့ဂျိုးကိုကတော့ကျွန်တော်ဒီယိုမန်ဒီအနေနဲ့ကျွန်တော် PSG ကိုကျွန်တော်ညှင်းပယ်ပြီးဒီနွေရာဒီမှာသူ့အနေနဲ့လီဗာပူးကိုပြောင်းရွှေ့တင်နေဆိုပြီးတော့အကြံပြုလိုက်တဲ့အနေအထားမျိုးပါအင်တာဗျူးမှာကျွန်တော်တို့ဂျိုးကိုကဘာပြောသွားလဲဆိုရင်တော့လက်ရှိကျွန်တော်တို့ကမ္ဘာဘောလုံးလောကမှာထိပ်တန်းတောင်ပန်ကစားသမားတွေအများကြီးရှိတဲ့အနေအထားမှာဒီယိုမန်ဒီကတော့သူ့အနေနဲ့သူမြင်မှုတဲ့အထက်မှာတော့အကောင်းဆုံးတွေကတယောက်ဖြစ်ပြီးတော့သူ့အနေနဲ့ဘယ်လိုပြောမလဲဒီယိုမန်ဒီနဲ့ရန်ကွဲအားကောင်းပြီးတော့ကျွန်တော်အရှင်ကောင်းကောင်းနဲ့ကျွန်တော်တိုက်စစ်ဆင်နိုင်တဲ့တိုက်စစ်မှုကစားသမားဖြစ်တဲ့အတွက်ကြောင့်သူအနေနဲ့တော်တော်လေးမှချီးကျူးသွားတယ်တစ်ဖက်တည်းမှာလည်းသူ့အနေနဲ့ထပ်ပြီးတော့ကျွန်တော်ပြောပြထားတာကတော့လူငယ်ကစားသမားတယောက်အနေနဲ့ကျွန်တော်အမြင်ပြီးတော့ကျွန်တော်ရဲ့အကြံပေးချက်အနေနဲ့ဆိုရင်တော့ PSG ကိုသူ့အနေနဲ့မသွားပါနဲ့ပြီးတော့ကျွန်တော်လီဗာပူးကိုဒါသွားပါဘာလို့လဲဆိုတော့လီဗာပူးကမင်းကိုလိုချင်နေပြီးမင်းအတွက်ကတော့ကျွန်တော်ပွဲထွက်နေရလဲရှိတယ်ဆိုရင်သူတို့ကမင်းကိုတကယ်လိုအပ်နေတဲ့အနေအထားမျိုးမှာရှိတယ်ပြီးတော့ကျွန်တော်တစ်ဖက်ကထပ်ပြီးတော့ပြောတာတော့ PSG ပေါ့နော် PSG ကတော့ကျွန်တော်ဘယ်ကစားသမားကိုမှသူ့အနေနဲ့မဖြစ်မနေလိုအပ်နေတဲ့အသင်းမဟုတ်ဘူးဒါပေမဲ့လည်းမင်းရဲ့အနေနဲ့ကျွန်တော်စိတ်ပိုင်းဖြတ်ထားပြီးဆိုတဲ့အခြေအနေမျိုးမှာဆိုရင်တော့ပါရီကိုသွားခြင်းမယ် PSG ကိုသွားမယ်ဆိုရင်တော့သူကိုသူယုံကြည်ချက်ရှိပဲအောက်ကိုဆက်ပြီးတော့သွားပါသူအနေနဲ့တော့ဘာမှကျွန်တော်ထပ်ပြီးတော့ပြောကြမရှိဘူးဆိုတော့ကျွန်တော်တို့ဂျိုးကိုကထပ်ပြီးတော့ပြောထားတယ်ဒီချိန်မှာထပ်ပြီးတော့သူအနေနဲ့လီဗာပူးတင်းနေတယ်သူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေသေးတယ်ဆိုရင်တော့ကျွန်တော်တို့အစွမ်းကုန်စူးစမ်းပြီးတော့စီးရုံးတင်တယ်ကျွန်တော်မြန်မာတော့လီဗာပူးကတင်းကပဲကျွန်တော်တို့ဒီယိုမန်ဒီနဲ့အကောင်းဆုံးလိုက်ဖက်တဲ့အသင်းဆိုပြီးတော့ကျွန်တော်တို့ဂျိုးကိုအနေနဲ့ထပ်ပြီးတော့ပြောထားတယ်ဒီချိန်မှာကျွန်တော်တို့ဒီဘက်ကဒီယိုမန်ဒီကသူ့အနေနဲ့ဘယ်လိုပြောမလဲအနာဂတ်အတွက်ကျွန်တော်ဘလွန်ဒီရောသူအနေနဲ့မျှော်မှန်းထားတာတွေအများနဲ့လို့ကျွန်တော်စူပလာတွေနဲ့သူပဲဘယ်လိုပြောမလဲအကောင်းဆုံးဖြစ်တဲ့ကျွန်တော် PSG ကိုတင်းကိုပဲသူအနေနဲ့ရွေးချယ်သွားမဲ့အနေထားမျိုးမှာရှိတယ်ဒီချိန်မှာပဲကျွန်တော်တို့အနေနဲ့တောင်မန်ကစားသမားသူသစ်မိုဟာမက်ဆာလာနီယာကိုတော့ရေရှည်အစားထိုးဖို့တက်ပြီးတော့ကျွန်တော်လိုက်နေတဲ့အနေအထားမျိုးပါဒီယိုမန်ဒီကိုလက်လွတ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်အားလုံးသိကြတဲ့အတိုင်းပဲတစ်ဘက်ကကျွန်တော်ဘာကိုလာကိုကျွန်တော်တောက်လျှောက်မျက်စိကျနေတဲ့အနေအထားမျိုးပါဘာကိုလာအနေနဲ့ကျွန်တော်လီဗာပူးတင်းနဲ့လိုချင်နေတဲ့အနေအထားမျိုးမှာမရှိဘူးတစ်ဖက်မှာကျွန်တော်တို့ပရီးမီးယားလိရဲ့ကျွန်တော်ချန်ပီယံဖြစ်တဲ့အာဆင်နယ်တင်းကလည်းကျွန်တော်ဒီချိန်မှာကျွန်တော်ဘာကိုလာကိုလိုချင်နေတဲ့အနေအထားမျိုးပါအာဆင်နယ်တင်းကတော့ကျွန်တော်ဘာကိုလာကိုသူ့နေတဲ့တစ်ဖက်ကကျွန်တော်အက်စတွန်ဗီလာတင်းကကျွန်တော်တို့ကစားသမားဖြစ်တဲ့ Morgan Roger နှစ်ယောက်စလုံးကတော့သူတို့အနေနဲ့လိုချင်နေတဲ့အနေအထားမျိုးပါဖြစ်ပြီးတော့ဘာကိုလာတော့သူတို့အနေနဲ့အထူးသဖြင့်ကျွန်တော်တို့အနေနဲ့ဘယ်လိုပဲမဲ့အာဆင်နယ်ရဲ့ကျွန်တော်လက်ပတ်တနေရာဖြစ်တဲ့ Trossard နေရာကတော့ Trossard ကတော့ကျွန်တော်ဒီနေရာဒီမှာထွက်သွားမဲ့အနေအထားမျိုးရှိတဲ့အတွက်ကြောင့်သူတို့အနေနဲ့တိုက်စစ်ပိုင်းကိုအင်အားဖြည့်ဖို့ကျွန်တော်ဘာကိုလာသူတို့အနေနဲ့လိုချင်နေတဲ့အနေအထားမျိုးမှာရှိတစ်ဖက်မှာလည်းကျွန်တော်တို့Morgan Roger ကိုလည်းလိုချင်နေတဲ့အနေအထားမျိုးမှာဆိုလို့ဆိုရင်တော့ဒီပေါ်ဦးတဲ့နေနဲ့ကျွန်တော်တို့ဘာကိုလာတော့ကျွန်တော်အာဆင်နယ်နဲ့အပြိုင်လိုက်ကမဲ့အနေအထားမျိုးမှာရှိတယ်တစ်ဖက်ကကျွန်တော်တို့ရွေးချယ်တရားကစားသမားတွေကတော့ထပ်ပြီးတော့ကျွန်တော်တို့မှာရှိတယ်ပြီးတော့ကျွန်တော်တို့Brighton ရဲ့ကျွန်တော်မင်းတပ်တို့ပြီးတော့ကျွန်တော်တို့တန်ဆင်သွားတဲ့ကစားသမားဝဟန်ကစားသမားဖြစ်တဲ့ဆမ်မာဘီတို့လောလောဆယ်မှာတော့ကျွန်တော်ဆမ်မာဘီနဲ့အတန်လေးပြန်လဲထွက်လာတဲ့အနေအထားမျိုးမှာရှိပြီးတော့ဒီဘောက်တင်းကတော့ကျွန်တော်တို့အရှစ်လာမဲ့22ရက်နေ့ဆိုပေမဲ့ကျွန်တော်တို့အနေနဲ့ pre-season တွေစပြီးတော့စတော့မဲ့အနေထားမျိုးမှာရှိတယ်တစ်ချိန်တည်းမှာပဲကျွန်တော်မနေ့ကမှာစပြီးတော့ U21 ကကစားသမားတွေ U18 ကကစားသမားတွေကတော့ကျွန်တော်တို့ဒီဘောက်တင်းရဲ့ကျွန်တော်တို့ senior လေ့ကျင့်ရေးခွင့်ကိုတော့စတင်ပြီးတော့သူတို့အနေနဲ့ဝင်ရောက်လာတဲ့အနေထားမျိုးမှာဖြစ်ပြီးတော့ pre-season မှာတော့ကျွန်တော် senior အသင်းကစားသမားတွေနဲ့အတူပူးပေါင်းသွားမဲ့အနေထားမျိုးရှိပြီးတော့ပထမအဆုံးကျွန်တော်တို့ယာတီချိုခြေစွမ်းပွဲရတော့ကျွန်တော်တို့ USA ကိုသွားမဲ့အနေထားမျိုးမှာရှိတယ်မကြခင်မှာကျွန်တော်ရဲ့ senior ကစားသမားတော်တော်များများပြန်လဲပေါင်းစည်းလာမဲ့အနေထားမျိုးဒီလက်မှာနောက်ကျမဲ့ပေါင်းစည်းမဲ့ကစားသမားတော့လောလောဆယ်မှာတော့ကျွန်တော်တို့ရဲ့အသစ်ခေါ်ယူထားတဲ့ကစားသမားဖြစ်တဲ့ဗီတာမူနိုပေါ့နော်ဗီတာမူနိုကတော့စပိန်သင်းအနေနဲ့ကျွန်တော်တို့နှောင်တဆင့်ကိုတက်လှမ်းသွားတဲ့အနေအထားမျိုးမှာရှိတယ်ဒီအတွက်ကြောင့်လည်းကျွန်တော်နှောင်တဆင့်မှာတော့ကျွန်တော်စပိန်သင်းအနေနဲ့ကျွန်တော်တို့အတင်းကြီးတင်းဖြစ်တဲ့เนาะကျွန်တော်တို့ဘယ်ဂျီယန်နဲ့sorry ပါဘယ်ဂျီယန်နဲ့စုံတွေ့မဲ့အနေအထားမျိုးလားမသိကျွန်တော်ကြည့်လိုက်ပါဦးเนาะနည်းမှားသွားမှာဆိုလို့ပါစပိန်သင်းကတော့ကျွန်တော်တွေးဆုံမဲ့အနေအထားမျိုးမှာဆိုလို့ဆိုရင်တော့ဒီတစ်ပတ်မှာတော့တစ်ဖက်ကကျွန်တော်တို့ပြင်သစ်နဲ့ပြင်သစ်ကကျွန်တော်တို့မိုနာကိုနဲ့တွေ့မယ်ပြီးတော့ကျွန်တော်တို့တွေ့မဲ့အသင်းကတော့
စပိန်ပေါ့နော်စပိန်ကတော့ကျွန်တော်ဒီထဲမှာကျွန်တော်အုပ်စုစစ်နောက်တစ်စစ်မှာထပ်ပြီးတော့တွေ့မဲ့တင်ရတော့ကျွန်တော်ဘယ်ဂျီယန်ဖြစ်တဲ့အတွက်ကြောင့်စပိန်တင်ရလဲကျွန်တော်တော်တော်လေးမှာကျွန်တော်အဆင်ပြေမဲ့အနေထားမျိုးပါနော်ဘယ်ဂျီယန်နဲ့တွေ့မဲ့အနေထားမျိုးပါနောက်တစ်စစ်ကိုသူတို့အနေနဲ့တက်သွားမဲ့အနေထားမျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဗီတာမွန်းတို့ကတော့ကျွန်တော်ဒီထဲမှာကျွန်တော်တို့ရာသီကျိုးချွေစမ်းပွဲတွေမှာနည်းနည်းနောက်ကျမဲ့အနေထားမျိုးမှာရှိတယ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒီညမှာရှင်ပြိုင်မဲ့ကျွန်တော်တို့ကစားသမားဖြစ်တဲ့လီဗာပူးရဲ့ကစားသမားအမတ်အလစ်စာပေါ့နော်အလစ်စာအနေနဲ့လည်းကျွန်တော်ဒီညမှာသူတို့အနေနဲ့အီဂျစ်နဲ့ရှင်ပြိုင်မယ်တကယ်လို့ဒါကျွန်တော်တို့ပေါ်တူဂီတောင်ဖြစ်တယ်တော့အာဂျင်တီးနားတင်းနေတဲ့နိုင်သွားမယ်ဆိုလို့ဆိုရင်လည်းဒီအထဲမှာကျွန်တော်တို့မက်လစ်စာလည်းကျွန်တော်လီဗာပူးရဲ့ပရီစင်မှာနောက်ကျပြီးတော့ပူးပေါင်းမဲ့အနေထားမျိုးမှာရှိတယ်ကျွန်တော်ကစားသမားတွေကတော့တော်တော်များများကျွန်တော်ထပ်သွားတဲ့အနေထားမျိုးရှိတဲ့အတွက်ကြောင့်လီဗာပူးရဲ့ကျွန်တော်ပရီစင်တွေနေမှာတော့ဒီပြတစ်ဖြစ်တဲ့အီလာအိုလာအနေနဲ့ဘလိုတွေကင်တွေဖြည့်ရှင်းသွားမှာလဲအထူးသဖြင့်ကျွန်တော်အနေနဲ့ကျွန်တော်အစထရွန်ဗီလာနဲ့ကနေပြန်လာမဲ့လူငယ်ကစားသမားဖြစ်တဲ့ဟာဘီအီလီယောအနေနဲ့ရောသူအနေနဲ့နီးပြသေးရဲ့လက်ထက်မှာကျွန်တော်ပွဲထွက်ခွင့်တနေရာအတွက်သူအနေနဲ့တိုက်ပွဲဝင်သွားမဲ့အနေထားမျိုးမှာရှိတယ်ဒါပေမဲ့လည်းသူ့ကိုကျွန်တော်တခြားကစားသမားတွေနေကစားသမားတွေတဲ့ဆိုင်သူ့ကိုကြော်ပြီးတော့ဘာကြောင့်ရွေးချယ်ရမလဲသူအနေနဲ့ဘယ်လောက်ထိကျွန်တော်တို့ pre-season မှာလုပ်ပြနိုင်မလဲဆိုတာစောင့်ကြည့်ရမယ့်အနေထားမျိုးတချို့သတင်းတွေရဲ့ဖော်ပြချက်မှာဆိုလို့ဆိုရင်တော့ဒီပုံနဲ့ကျွန်တော် academy ကစားသမားဖြစ်တဲ့ Harvey Elliott တော့ကျွန်တော်တစ်ဖက်ကအဒန်ဝါတန်ပေါ့နော်အဒန်ဝါတန်လေပေါင်းတဲ့နေနဲ့ခေါ်ယူပြီးတော့ကျွန်တော်တို့ဟာဘီလီကိုကျွန်တော်အလိုက်ပေးမဲ့အနေထားမျိုးတွေဆိုပြီးတော့သတင်းတွေထွက်ပေါ်လာတဲ့အနေထားမျိုးရှိတယ်တကယ်လို့တချို့အဖော်ပြချက်တွေမှာဆိုဟာဘီလီအနေနဲ့လောလီဗာပူးတင်မှာကျွန်တော်တို့ဆက်ပြီးတော့နေမယ်ဆိုရင်သူ့အနေနဲ့ပွဲထွက်ခွင့်ရတော့ကျွန်တော်တို့အမြဲတမ်းလိုတေချာသွားမဲ့အနေထားမျိုးမှမရှိဘူးတစ်ဖက်ကကျွန်တော်တို့အသင်းဟိုတာပြောင်းသွားမယ်ဆိုရင်သူ့အနေနဲ့ခြေစွမ်းအနေငယ်ပြရုံတော့မှတစ်ဖက်ရဲ့ကျွန်တော်တို့ပုံမှန်ပွဲထောက်ကကစားသမားဖြစ်မဲ့အနေထားမျိုးဖြစ်တဲ့အတွက်ကြောင့်ဟာဘီလီကိုကျွန်တော်လီဗာပူးတင်နေနဲ့ကျွန်တော်တို့အတန်ဝါတင်နဲ့ကျွန်တော်လဲမဲ့အနေရမှာကျွန်တော်အသုံးချသွားမှာလားဒါမှမဟုတ်ရင်ကျွန်တော်ရာသီကျိုးခြေစွမ်းပွဲမှာပဲကျွန်တော်ဟာဘီလီကိုနေခြေစွမ်းနေပြသနိုင်မှာလားနော်တော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းနေတဲ့အနေထားမျိုးပါမကြခင်မှာပဲကျွန်တော်တို့အနေနဲ့အစ်စ်ခေါ်ယူထားတဲ့ကစားသမားတွေနဲ့မကြခင်ပူပေါင်းတော့မယ့်အနေထားမှာဒီချိန်မှာဂျက်ကွက်တို့ပူပေါင်းမယ်ပြီးတော့ကျွန်တော်လီယိုနီကတော့ကျွန်တော်ဒန်ယာကနေတော့ပြန်လဲတက်တာလာတဲ့အနေထားမျိုးရှိတယ်ပြီးတော့ကျွန်တော်တို့ frame bound လည်းကျွန်တော်တော်တော်လေးမှအဆင်ပြေလာဒါပေမဲ့လည်း frame bound တော့ကျွန်တော်နီးပြသစ်အနေနဲ့ဆိုတော့စီဒီပွဲထုတ်သွားမယ့်အနေထားမျိုးမှမရှိဘူးသူရဲ့ဒန်ယာဘယ်လိုပြောမလဲပြန်ပြီးတော့အစကောင်းလာတဲ့အနေထားမျိုးမှရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ခုနဘလလီကိုတော့ကျွန်တော်အများကြီးကျွန်တော်မျှော်လင့်ထားလို့မရဘူးဒီချိန်မှာတစ်ဖက်က frame bound တော့တော်တော်ကျွန်တော် USA မှာပဲအမှန်ကန်ကျွန်တော်လေ့ကျင့်နေတဲ့အနေအထားမျိုးဖြစ်ပြီးတော့ဒီပြတဲ့လက်ထက်မှာကျွန်တော် frame bound အနေနဲ့ပြန်လဲခြေစွမ်းတွေပြသနိုင်မှာလားတော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းနေတဲ့အနေအထားမျိုးမှရှိတယ်အထူးသဖြင့်ကျွန်တော်အနေနဲ့တိုက်စစ်ပိုင်းမှာเนาะတိုက်စစ်ပိုင်းမှာကျွန်တော်ကိုဒီကပိုလည်းတစ်ဖက်ကကျွန်တော် Tottenham Hotspur တဲ့စပါးတဲ့နေတဲ့ဒီနှစ်နွေရာသီမှာအပြောင်းလဲတွေတော်တော်လေးမှလှုပ်လာဆိုလူခေါ်ယူမှုတိုင်းလူခေါ်ယူမှုပိုင်းမှာလည်းတော်တော်လေးမှအားကျစရာအနေထားမျိုးမှာကွင်းလယ်မှာဆိုရင်လုံးဝကျွန်တော်တို့เนาะထင်မှတ်မထားတဲ့အနေထားမျိုးမှာသူတို့နေလူတွေခေါ်တာတိုနာလီတို့เนาะပြီးရင်တော့ကျွန်တော်တို့ဘယ်လိုပြောဖာနန်ဒက်တို့เนาะဒီလိုမျိုးကစားသမားတွေနဲ့တူပဲနောက်တန်းမှာဆိုလဲကျွန်တော်တော်တာဟော့စပါတဲ့နေအမှန်ကန်ကျွန်တော်အားဖြစ်ထားတဲ့အနေထားမျိုးပါတာမန်ကစားသမားဖြစ်တဲ့ကိုဒီကပိုလည်းကျွန်တော်တော်တာဟော့စပါတဲ့ကကျွန်တော်ဒီချိန်မှာခေါ်ယူဖို့စူးစမ်းသွားမဲ့အနေထားမျိုးမှာရှိတယ်တစ်ဖက်ကကျွန်တော်လီဗာပူးကကျွန်တော်ဒီနေ့နွေရာသီမှာပဲကိုဒီကပိုကျွန်တော် blood လွတ်သွားမဲ့အနေထားမျိုးမှာမရှိပဲတစ်ဖက်ကကျွန်တော်တော်တာဟော့စပါရဲ့အပြောင်းရွှေ့နော်ပေးလိုက်မဲ့အပြောင်းရွှေ့ဈေးပေါ်မူတည်ပြီးတော့တစ်ချက်စောင့်ကြည့်သွားမဲ့အနေထားမျိုးရှိတယ်လို့တော့ကျွန်တော်တို့အတင်းဘက်ကတော့ကျွန်တော်မြင်ထားတဲ့အနေထားမျိုးပါတကယ်လို့ကျွန်တော်အနေနဲ့ကိုဒီကပိုဆက်ပြီးတော့လက်လှော့လိုက်ကမယ်ဆိုရင်လီဗာပူးရဲ့တိုက်စစ်ပိုင်းမှာတော့လိုအပ်ချက်တွေပို့ပြီးတော့များသွားမယ်ဒီချိန်မှာကျွန်တော်လက်ပတ်နေရာမှာဆိုလို့ဆိုရင်တော့ကျွန်တော်လူငယ်ကစားသမားလေးဖြစ်တဲ့ရီယိုတယောက်ပဲရှိတော့ right back နေရာမှာမိုဟာမက်ဆာလာနေရာမှာတော့ကျွန်တော်လောလောဆယ်ကျွန်တော်ဖြစ်တင်မဲ့အနေထားမျိုးမှာမရှိသေးပဲနဲ့သူပြကျွန်တော်ခီယေစာတို့ပါတို့ပဲရှိပါတယ်နော်ခီယေစာတို့အနေနဲ့ဒီပြတဲ့ရဲ့လက်ထက်မှာဘလိုတွေခြေစွမ်းတွေပြသနိုင်ပါလဲဒီပြတဲ့ရဲ့ကျွန်တော်တို့ကစားကွက်ထဲမှာကျွန်တော်တို့ဘယ်ကစားသမားတွေနဲ့မြန်ဆုံးကျွန်တော်အံဝင်ခွင့်ရဖြစ်ပြီးတော့ pre-season မှာဘယ်လောက်ထိကျွန်တော်ခြေစွမ်းတွေမြင်တွေ့ရမလဲတော်တော်လေးဥမာစိတ်ဝင်စားဖို့ကောင်းနေတဲ့အနေအထားမျိုးဖြစ်ပြီးတော့အထူးသဖြင့်ကျွန်တော်ဒီချိန်မှာတော့လီဗာပူးရဲ့ကျွန်တော်တိုက်စစ်ကစားသမားဖြစ်တဲ့မိုဟာမက်ဆာလာနေရာကိုတော့အရင်ဦးဆုံးဖြစ်တွင်းမှုစူးစမ်းသွားမဲ့အနေအထားမျိုးမှာရှိပြီးတော့လီဗာပူးရဲ့ကျွန်တော်တို့တိုက်စစ်မှုနေရာဖြစ်တဲ့မိုဟာမက်ဆာလာတနေရာတွေကိုပဲလီဗာပူးနဲ့ဖြစ်တင်းသွားမှာမဟုတ်ဘဲနဲ့တစ်ဖက်ကကျွန်တော်ဒါဝင်နုနဲ့လည်းကျွန်တော်တို့နဲ့အတန်ရှေ့တုန်းကထွက်ထားတဲ့အနေအထားမျိုးဖြစ်ပြီးတော့ဒါဝင်နုနဲ့အနေနဲ့ကျွန်တော်လီဗာပူးကိုပဲပြန်လာတော့မှာလားညီကိုတို့အနေနဲ့ဘယ်လိုမြင်ကြလဲဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်လာရောက်ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းတိုင်းကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတော့ပါဗျာ